မင်္ဂလာပါဒီဗီဒီယိုလေးကတော့ဂျပန်ရောက်ခါစားသူတွေနဲ့ဂျပန်မရောက်ခင်သူတွေအတွက်ရည်ရွယ်ပါတယ်ရှင်။မိနာဆန်တို့ပေါ့နော်ဂျပန်ကိုစရောက်ပြီဆိုလို့ရှိရင်အများကြီးရမယ့်ဟာတစ်ခုရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့စာရေးတွေပေါ့နော်စိတ်ပီစီမှုလို့မပြောပါဘူးရှင်။ဒါကတော့နောက်ကျရင်တော့တဖြည်းဖြည်းရလာမှာပေါ့နော်။ဟုတ်ဆက်ပြောရမယ်ဆိုလို့ရှိရင်စာရေးတွေပေါ့နော်အဲ့စာရေးတွေရလာပြီဆိုလို့ရှိရင်သတိပေးချင်တာလေးရှိလို့ပါအဲ့ဒါကတော့အဲ့စာအိတ်တွေကိုလေအများကြီးဖြစ်နေတယ်ကွာပြီးလို့ရှိရင်သူကအကောင်ခန်းကြီးရေးနဲ့ဆိုတဲ့အခါကျတော့စာဖတ်ရမှာတွေစိတ်ရှုပ်တာတွေပေါ့နော်အဲ့လိုမျိုးတွေဖြစ်တာဖြစ်ပြီးလို့ရှိရင်ဒီစာရောက်လာပြီဆိုတော့စာရေးတွေမဖတ်ဘဲနဲ့ဒီတိုင်းလေးလူရှုပြီးတော့ဒီတိုင်းထားလိုက်တာဖြစ်ပေါ့နော်အဲ့လိုမျိုးတွေလုံမိတတ်ကြတယ်ပြီးလို့ရှိရင်လွတ်ပစ်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေလုံမိတတ်ပါတယ်ပေါ့နော်ဆိုတော့လိုမျိုးပေါ့နော်စာရေးတွေကိုကလှိလူရှုလိုက်မယ်ဆိုလို့ရှိရင်ဘာတွေဖြစ်နိုင်လဲဆိုတော့အဲ့စာရေးတွေမှာကအဓိကဂျပန်ရောက်ခါစားသူတွေပေါ့နော်သူကအကြောင်းကြားတာမျိုးရှိရဲဥမာမိုင်းနံပါတ်ကန်နဲ့ပတ်သက်တာမျိုးတို့ပြီးလို့ရှိရင်အမျိုးမျိုးပေါ့နော်သူတို့ကပြောမှဆိုလို့ရှိရင်ဒီနိုင်ငံရဲ့ဒီအစိုးရရုံးနေရာနေပြီးတော့မှသူတို့ရဲ့တရားဝင်တစ်ခုခုဥပမာဒီနိုင်ငံဒီရောက်လာတဲ့ပေါ့နော်ဒီနိုင်ငံခြားသားအတွက်ကိုမှသူတို့ရဲ့နိုင်ငံနေပတ်သက်ပြီးတော့မှဥပမာဒီတရားဝင်တစ်ခုခုလုပ်ရမယ့်ဟာမျိုးဖြစ်ဖြစ်အခွန်ဆောင်ရမယ့်ဟာမျိုးဖြစ်ဖြစ်အကြောင်းကြားတဲ့ဟာမျိုးဖြစ်ဖြစ်ပေါ့နော်ဆိုတော့အဲ့မှာရပိုင်ခွင့်ရတာတွေလည်းရပိုင်ခွင့်ရဖို့အတွက်အကြောင်းကြားတာတွေလည်းရှိနိုင်တယ်လို့မဖြစ်မနေစရင်သွင်းရမယ့်ဟာတို့ပြီးလို့ရှိရင်အခွန်ဆောင်ရမယ့်ဟာတို့အဲ့လိုမျိုးဟာတွေအတွက်ကိုသူတို့အကြောင်းကြားတဲ့အနေနဲ့ဒီစာရေးတွေနဲ့ပို့တာပေါ့နော်ဆိုတော့ကျမတို့အနေနဲ့ကကျတော့ဒီလိုကိုယ်နိုင်ငံမှာအဲ့လိုမျိုးဟာကတိတ်မရှိဘူးလေနော်တိတ်မရှိဘူးဆိုတဲ့အခါကျတော့အဲ့လိုမျိုးတတိမမူပဲနဲ့ဆိုလို့ရှိရင်အဲ့မှာဥမာအခွန်ဆောင်တာမျိုးပါမျိုးဆိုလို့ရှိရင်တတိမမူပဲဒီတိုင်းထားမိရဆိုရင်ရက်ကြော်သွားတာမျိုးတို့ပြီးလို့ရှိရင်ခုနပြောတဲ့ဥမာမိုင်းနံပါတ်ကတ်ဘာညာလုပ်ဖို့အကြောင်းကြားတာဘာညာဆိုလို့ရှိရင်လေကိုကဒါကိုစောစီလောက်ထားလိုက်မယ်စောစီရမယ်ဆိုလို့ရှိရင်သူတို့နိုင်ငံအနေနဲ့ပေးရဲ့အခွင့်အရေးဘာညာရှိတယ်ဆိုလို့ရှိရင်လေကိုကအဲ့ဒါကိုအမိရလက်လှမ်းယူနိုင်နေပေါ့နော်အဲ့ဒါကြောင့်မို့ပေါ့နော်စာရေးတီကိုကနည်းနည်းရောက်လာပြီဆိုတာနဲ့ဒါသူတို့ဘာကိုအကြောင်းကြားတာလဲပေါ့နော်အရေးကြီးတဲ့ဟာလားတခါတည်းခက်ကူနေလောက်ပါစစ်ပြီးတော့လိုအပ်တဲ့ဟာကိုသူတို့ရဲ့တက်လိုက်အမိလုပ်ဖို့ပြလို့ရှိရင်လိုအပ်တဲ့ဥမာအဲ့လိုစင်းသွင်းရမယ့်အရာခွန်ဆောင်ရမယ့်အရာဆိုလို့ရှိရင်လည်းတတိထားပြီးတော့လှုပ်ဆောင်မှုအတွက်စာရေးတွေကိုစနစ်ကျဖတ်ရှုတတ်တဲ့အကျင့်လေးကိုလုပ်စီချင်ပါတယ်ပြီးတော့နောက်တစ်ခုတတိပေးချင်တာကစာရေးတွေကိုမလွတ်ဖြစ်ဖို့ပေါ့နော်အစားပြောခဲ့ရဆိုပေမဲ့ဘာကြောင့်မလွတ်ဖြစ်ခိုင်းတာလဲဆိုတော့ဥမာကိုကဥမာအခွန်ရှောင်ခြင်းနေပေါ့နော်ဥမာခုမင်းနန်းကင်းလိုမျိုးဒီပင်စင်ကိုဘာညာနဲ့ပတ်သက်ပြီးတော့မှအကြောင်းသားမလို့အခွန်ရှောင်ခြင်းတဲ့ခါမျိုးတွေမှာဆိုလို့ရှိရင်သူတို့ကဒီအခွန်နဲ့ပတ်သက်ပြီးတော့အကြောင်းကြားလာတဲ့စာရေးတွေကိုကိုကရုံးကိုသွားပြီးတော့အခွန်ရှောင်ခြင်းလို့တင်ပြတဲ့အခါမျိုးတွေမှာဆိုရှင်ဒီစာရေးတွေပြန်ပြီးတော့လိုအပ်တယ်ပေါ့နော်ဥပမာမိုင်းနန်းကဘာကတ်ရှောင်မယ်ဆိုလို့ရှိရင်လေသူတို့ရဲ့အကြောင်းကြားလာတဲ့ဒီစာအိတ်ကိုပြန်ယူသွားရတာမျိုးအဲ့လိုတွေလိုအပ်တယ်ပေါ့နော်ဆိုတော့အဓိကတော့နှစ်ချက်ပေါ့နော်အဲ့လိုမျိုးအကြောင်းရင်းတွေကြောင့်စာရေးတွေကိုတည်တည်ချာချာလေးရောက်လာပြီးဆိုရင်စစ်ဆေးဖို့နဲ့နောက်တစ်ချက်ကကျတော့ဒီစာရေးတွေကိုမလွတ်ပစ်ဘဲနဲ့တင်ထားဖို့ပေါ့နော်တကယ်ကိုကဒီ process ကိုတကယ်ပြီးသွားပြီဆိုတဲ့အခါမှာဒါလွတ်ပစ်တာတစ်ပိုင်းပေါ့နော်အဲ့ဒါလေးကိုတစ်ချက်အကြံပေးချင်တာပါဟုတ်ကဲ့ပါဒါတော့ဒီချက်လက်လေးကအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်တတား